အပိုင်းဆက်မှာတော့ကျောင်းဝဲတော်အတွက်အစီအစဉ်တွေဆွေးနွေးနေကြရင်တိုကီနိုရှိတယောက်ကတော့ယူတာကိုတွေ့တိုင်းဘာဖြစ်နေမှမသိရှက်နေပါတယ်တိုကီနိုရှိဘာဖြစ်တာလဲမေးရကြရင်ဘာလို့မသိပြင်မဲ့ကန်းချီကအပြန်လာတဲ့သူဒီလိုဖြစ်နေတာကန်းချီဒါဆိုမင်းမဟုတ်မှလွယ်ရောငါဘာမှမလုပ်ပါဘူးကွာတကယ်ပါသူငါအိမ်မှာအဲ့ဒါဆိုပေမဲ့ငါဘာမှမလုပ်ခဲ့ပါဘူးကွာအချိန်ကစားပြီးတိတ်ဆိတ်နေခဲ့ကတွေ့ဖေကြောင်းနဲ့ဘာမှမပြောပဲသူ့အိမ်ဟောင်းကိုပြန်သွားတယ်ဒါမှမဟုတ်သူ့ရဲ့အတိတ်ကြောင့်လားတကယ်ပဲသူစစ်ဖို့နေတာလားလို့ယူတာလည်းတွေးနေမိပါတယ်တိုကီနိုရှိအမှလည်းဝင်လာယူတာရေကူဆန်စာအကိုရှာတွေ့သွားခဲ့ကယူတာလည်းလူနေရပြီမလုပ်ပါနဲ့ဗျာခြေထားရင်ပိုကောင်းမယ်နော်မဟုတ်ပါဘူးဗျာအဖြစ်ကြတာလဲသူနဲ့စကားပြောရတာအဆင်မပြေပေမဲ့ဒါမဲ့သူနေတဲ့တာတော့မစားဘူးအိမ်ပြန်ရောက်ပြီးမှတခုခုပြောခဲ့တာဘာမှမပြောပါဘူးနောက်ခါမှတော့တမင်စမ်းနေတဲ့တိုကီနိုရှိကိုယူရတဲ့စကားလာပြောပါတယ်သူကတော့ထွက်ပြေးသွားပါတယ်အဲ့တော့အဲ့နေတဲ့တဲစင်းနက်စီကိုတိုကီနိုရှိကရောက်လာပါတယ်လာပလာတွေပြောနေကြရင်သူ့ကိုအုပ်ချုပ်ရေးပြူရတဲ့နေမြေထဲကိုခေါ်သွားမိတာစိတ်မကောင်းအဲအကြောင်းယူသားပေါ်ကမှုကိုဖျက်ပြစ်ကြည့်တယ်သူနဲ့ပတ်သက်ပြီးဘာမှထူးခြားခြားမတွေးမိပါဘူးဟာယူသားအနီးမှာရှိတဲ့အခါနှလုံးခုန်လုံးကတိုးလာရဲ့အဝေးကိုထွက်ပြေးသွားမိရဲ့အဲအကြောင်းသူ့ကိုရှောင်တာပေါ့ဟုတ်တယ်ပြီးတော့ယူသားရဲ့မျက်လုံးတွေကအခုချိန်မှာအန္တရာယ်ရှိနေတယ်ငါသူ့ကိုကြည့်ရငါရင်ထဲတခုခုဝင်လာတယ်အခဏကိုအနက်လည်းပြည်လာတောင်းချမ်းနေတယ်ဒါဆိုဘယ်လိုလုပ်မှလဲဒါဖရိမာစတာရဲ့အဖြစ်သူ့ရဲ့တရှိမှုပြပြရမယ်မိုးလူကိုလည်းပြပြလာခဲ့ကတော့ပေါက်ပါပြီဒါခါမှတော့တေဆုနာလည်းတိုကီနိုရှိအကြောင်းကိုပြောပြလာရင်သားပြင်းနဲ့ဖះကိုလာခဲ့ပါလို့တိုကီနိုရှိပို့ထားတဲ့စာကြောင်းကိုတွေ့လို့ယူတာလာခဲ့ရင်ဒီချက်ချင်းမှဘာဖြစ်လို့လဲယူတာဘာလဲတောင်းမှပါတယ်ဘာလဲဟာအဲ့ဒါပြောဖို့ဒီဟိခေါ်လာတာနေဝင်ကအနံ့ယူပဲမို့လို့လည်းချတာကဘာဖြစ်နေကြတာလဲယူတာရဲ့အုပ်ချုပ်ဗျူဟာရဲ့နေမြင့်ထဲကနေအမောင်ထုတွေပုံလက်ခံနေရတယ်ဘလာဘလာတွေနဲ့ပောက်ကြရတယ်လုံနေခဲ့ပါလေတစ်ချက်ကျွလိုက်ခါတကယ်ပါပဲတာပါတွေတဲ့နင်းတာကတကယ်စစ်ဖို့နေတာအစင်ပြေရလားအဲ့ဒါကအရှိဆိုတာတိတယ်မလားအချေဟုတ်တယ်ကံမေးရဲ့လက်ကိုထိလိုက်ကတိုကီနိုရှိတယောက်လည်းပြပြသွားပါတယ်ဟုတ်တယ်သူယူတာကိုချင်းမြင်သွားတာနေဗီတယောက်လည်းတိုကီနိုရှိရောက်လာခါခဏစကားပြောချင်လို့အချစ်လားအေးနေဒီမထားမိဘူးလားနေယူတာကိုချင်းမြင်နေတာမင်းတို့နေရဲသွားခါယူတာနဲ့အတူရှိတိုင်းနေရဲ့နှလုံးနဲ့ခုံလုံးလေးမြင်လာတယ်မလားအဲ့မှာရှိနေတဲ့အခါစိတ်ကိုရင်တယ်မလားလက်ချိတ်ပြီးလက်လျှောက်တာမျိုးဒါမှမဟုတ်နန်းတာမျိုးပေါ့တိုကီနိုရှိရတော်တော်လေးကိုရှက်နေရပါတယ်နေပြီးယူလိုက်အောင်ဆောင်ပြီးဘလာဘလာတွေပြောနေစနေခဲ့ပါတယ်ကိုစီတာဝန်ထမ်းနေကြရင်ယူတာနဲ့တိုကီနိုရှိကိုတွေးရမှာဖြစ်ပြီးနေပြီးကတော့တိုကီနိုရှိကိုဘလို့အချစ်ကိုရောက်ရမလဲဆိုတာသင်ပေးနေပါတယ်ဒီလိုနှစ်ယောက်ရှိနေတဲ့အခါဒီလိုမေးကြည့်ငါ့ကိုဘလို့ထင်လဲဆိုပြီးတိုကီနိုရှိကတော့ငါ့နှံဆုံးမလုံးဘလို့ထင်လဲလို့ပြောမိသွားပါတယ်တစီလွန်ရောက်လာခါနေဘာလုပ်နေတာလဲနေပြီးတယောက်လဲတိုကီနိုရှိကိုတင်ပြနေရခါပြောဖို့လုပ်ပေးမယ်လေပေါက်ကရက်တွေဖြစ်နေခဲ့တဲ့အခါနေပြီးလည်းစိတ်မရှိတော့ပါဘူးတော့တယောက်တည်းနေပြီးရဲ့အကျဉ်းနဲ့ကြောင်းခုံမှုစီထက်စီကိုရောက်လာခဲ့ပါတယ်ခေါင်းကနည်းနည်းတော့ဟောင်းပေမဲ့စိုက်ထိထားနိုင်ရင်တော့အကျိုးသက်ရောက်မှုကတိကျတယ်အစီအစဉ်တစ်ခုပါပဲရင်ကုန်စိတ်လို့စားစရာကောင်းတဲ့အရက်မှာဒီလိုနေရာပဲရှိတာကဘလာဘလာတွေအောက်ကတီးလို့ပြောနေပါတယ်နေခွင်းလှတယ်မဟုတ်လားအခုတလောထူဆန်းနေရနော်မင်းငါကမသိချင်တဲ့အကြောင်းလားနေဖေကိုအရင်အိမ်အကြောင်းတို့ငါကတော့အဆင်ပြေပါတယ်အရင်ကနေကိုတကယ်နားမလည်ခဲ့ဘူးတခြားကဘာတို့ကိုမိုင်းလို့ရှာနေတာလို့ထင်ခဲ့တာနေတိုင်းမြင်နေရတာဒီမထားမိပေမဲ့ဒါမဲ့ကောင်းကင်လုံးကအနီအောင်ပြောခံလိုက်ရတယ်အောင်စရာကောင်းတယ်တခြားကဘာရှိတယ်ဆိုတဲ့အတွေးကလည်းမမနိုင်ပါဘူးလေထလာကယူတာသူ့စီကိုလာဖို့လုပ်နေချီချော်သွားခါလဲကျသွားရင်ယူတာလည်းကေကိုလုပ်ရင်နေဗီတို့လည်းလန်သွားခဲ့ပါတယ်တစ်ချက်တော့ရတာနဲ့ပြစ်ကြတော့မှဖြစ်ပြီးအဲ့ချိန်မှာတတိယဆက်ကနေသူ့ကိုခေါ်လိုက်ဖို့နေဗီလည်းနှံ့ပြလိုက်ပါတယ်တောင်းနေပြီးပါနော်အမြန်ပြီးတော့ခါအမြန်ဆုံးပြီးပိုကီနိုရှိကိုကဲပြီးလိုက်ခါတေဆုနာတို့လည်းစိတ်သွားပါတယ်အဲ့တော့ဖြည်းဖြည်းချင်းအခုလှုပ်လို့ရပြီကြာလာကပတ်တိုင်းတိုကီနိုရှိတယောက်လည်းအကြောက်လွန်ခါယူတာကိုပတ်တိုင်းမိနေနေဗီလည်းဒါကိုတွေ့ပြုံးမိနေပါတယ်ယူတာလည်းဝန်ထမ်းတွေရဲ့တိုကီနိုရှိကိုပြန်ဖက်ထားလိုက်ပါတယ်ဒီလိုနဲ့အပန်းလေးလေးပြီးတော့ခဲ့ပါတယ်